ယုံကြည်မှုရှိအောင်လဲစူးစမ်းထားပါရင်းနှီးမှုဆိုတာကဘယ်ကနေစလဲသိလားရင်းနှီးမှုဆိုတာကရင်းနှီးမှုကနေစတာပါဒီတော့လူတွေနဲ့ကိုဟာရင်းနှီးနေကြနေဆိုရင်ကိုကလည်းလူတွေအပေါ်မှာရင်းနှီးစပြီးတော့မှဆက်ဆံပါပျော်ရွှင်မှုတို့အောင်မြင်မှုတို့ဘယ်ကနေလာတယ်လဲဆိုတော့ပြစ္ဆုတ်ပံထဲမှာနေထိုင်ခြင်းစီကလာတယ်အနာဂတ်ထဲမှာနေထိုင်ခြင်းစီကလာတာမဟုတ်ဘူးအတိတ်ထဲမှာနေထိုင်ခြင်းစီကလာတာမဟုတ်ဘူးဒီတော့ကိုဟာအောင်မြင်ခြင်းနဲ့ပျော်ရွှင်ခြင်းနဲ့ဆိုရင်တော့ပြစ္ဆုတ်ပံထဲမှာပဲနေထိုင်ပါအောင်မြင်ပျော်ရွှင်ပါလိမ့်မယ်ကိုကိုတိုက်ခိုက်နေတဲ့ရန်သူတွေကိုမကြောက်ပါနဲ့ကိုကိုမြောက်ပင့်ပေးနေတဲ့မိတ်ဆွေတွေကိုပဲကြောက်ပါ